ဒီအပိုင်းတွေမှာနော်ကျွန်တော်တော်တော်များများမေးကြတယ်ဆိုတာဒီကုမ္ပဏီမောင်းနေတဲ့ဘဝကိုထားခဲ့ပြီးတော့ကျွန်တော်ဒီတက်စီလောကတွေဝင်ကျင်တယ်ပေါ့နော်အဆင်ပြေပါမလားကုမ္ပဏီမောင်းကျင်တော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေမေးတယ်ပေါ့နော်မေးကြတယ်ပေါ့အဲ့ဒါတွေကိုကြည့်ပြီးတော့အဆင်ပြေပါမလားဆိုတာလေးကိုကျွန်တော်ဒီကနေပဲကျွန်တော်ဖြေပေးလိုက်မယ်နော်အဆင်ပြေပါတယ်ပေါ့အရင်တော့ကျွန်တော်တို့ဒီကီလိုတွေခင်မထားခင်တော့ဆိုရင်တော့ကျွန်တော်တို့ကိုဖောက်တယ်ကိုအော်ရာဖုံးဆက်မှသွားရတယ်ပေါ့နော်လမ်းမှာလက်တားမရှိဘူးပေါ့နော်အခုကျွန်တော်တို့ဒီကီလိုလောကခစ်ထလာတဲ့အခါမှာကျွန်တော်တို့တနေ့ကိုတသိန်းခွဲလောက်မောင်းနေတဲ့ကားဆရာတွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတသိန်းခွဲတသိန်း၈တောင်းအဲ့လောက်ကိုမောင်းကြတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အုံနာကြီး2000နှုတ်မယ်ကျွန်တော်တို့စီဘိုး9000နှုတ်မှာပေါ့နော်စီဘိုး9000လောက်နှုတ်မယ်ဆိုဘယ်လောက်ကျန်လဲဆိုတော့ကျွန်တော်3သိန်းလောက်ကျန်တယ်အနေဆုံးတော့ကျွန်တော်တို့ဘာလောက်ကျန်တယ်ပေါ့နော်8000 9000ကျန်တယ်ပေါ့နော်ကျွန်တော်တို့ပြောတာကိုတချို့ညီကိုတွေယုံကြည်မှယုံမယ်ဟီးစရာဖြစ်ရင်တော့ဖြစ်နေမယ်အဲ့ဒါတော့အမှန်ပါနော်တကယ်မှဒါပေမဲ့တက်စီကတော့ကျွန်တော်တို့ပြင်းလို့တော့မရဘူးပေါ့နော်အော်ဒါရှိတဲ့အချိန်ဆိုရင်အော်ဒါထွက်ကမယ်ပြန်ဟိုအိတ်နေလို့တော့မရဘူးပေါ့ဗျာဒီညနေပိုင်းဆိုလို့ရှိရင်လည်းမိုးရင်းချုပ်တဲ့ဒီမဟုတ်ရင်တော့မှမှောင်ရီတန်းလောက်ထိကျွန်တော်တို့ဝရိယလေးထားပြီးဆွဲတယ်ဆိုရင်ကြံပါတယ်ကျန်တယ်အောက်ထက်တော့9000လောက်ကျန်တယ်တစ်လောက်15သိန်းကျွန်တော်တို့ဒီကုမ္ပဏီမောင်းတဲ့ညီကိုတွေဆိုလို့ရှိရင်တော့တစ်လောက်ကို10သိန်းလဲရရင်ရမယ်ပေါ့နော်9သိန်း10သိန်း5သိန်းအဲ့လောက်ရတချို့ဆိုရင်3-4သိန်းလောက်နဲ့မောင်းနေတဲ့ညီကိုတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်အားပေးပါတယ်နော်အဆင်ပြေပါတယ်လှုပ်စိတ်ချင်ပါတယ်အဓိကလည်းကားလေးလည်းတော်တဲ့ုံလေးလည်းကောင်းဖို့လည်းလိုတာပေါ့ဗျာကီလိုလောကလေးလည်းဖြစ်ကီလိုလောကဆိုတော့လည်း air con service ဆိုတော့เนาะနောက်တစ်ခုကကြတော့ကျွန်တော်ဒီကားလေးတွေတော်တဲ့ုံကောင်းစီခြင်းနဲ့ဆိုတာကြတော့ဗာလဲဆိုတော့ခုနောက်ပိုင်းအုံနာနဲ့တယောက်တော့ပြင်တာတွေရှိတယ်နောက်ဆုံးအလုံးစုံကိုယ့်ဘက်ကိုအလုံးစုံကိုယ့်ဘက်ကိုပြင်ရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့လိုခါမျိုးကြတော့ကားလေးလည်းကောင်းဖို့တော့လိုတာပေါ့နော်ဒါပေမဲ့ကျွန်တော်အားပေးပါတယ်ကိုညီကိုတွေလှုပ်စေချင်ပါတယ်နော်မသိတာလေးတွေရှိရင်နားမလည်တာလေးတွေရှိလို့ရှိရင်ကိုတီးကျင်တာလေးတွေရှိရင်ကျွန်တော် personal မှာမေးလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်ညီကိုတို့အဆင်ပြေကြပါစေဗျာ